သမီးနာမည်ကတော့တိုးပါဒီနေ့မှာတော့သမီးတနေချင်းဆွဆက်နေနေတဲ့အတူTin War Game လေးတစ်ခုကိုဆော့ပြမှာပဲဖြစ်ပါတယ်ဒါကတော့သမီးတနေချင်းပေါ့နော်ဆော့မယ် let's go တော့ကြမယ်ဒီလိုလေးမစားခင်မှာသမီးရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ခုံးနေပါပြီအဲ့တော့ကိုညီပေးနေရပေါ့နော်ဆိုစိမ်းရောင်လေးပါစိမ်းရောင်ဟိုဘက်မှာတော့သမီးတနေချင်းလေးလုပ်ပေးနေပါတယ်ဆိုတော့သမီးရလည်းပြကူညီပေးရမှာပေါ့ Tin War Game ဆိုတဲ့အတိုင်းပဲချင်းချင်းကူညီပေးရမှာပဲဖြစ်ပါတယ်တွားကြမယ်ဒါသမီးတနေချင်းပေါ့နော်တွားကြပါမယ်ဒါကတော့ဘယ်ရောက်နေရလဲတော့မသိပါဘူးတွားကြပဲရောက်ပါပြီโอเคရောက်လာပါပြီဒီမှာတော့သမီးကစိမ်းရောင်လေးကိုနှိပ်ပေးလိုက်ပါမယ်ပါပြီသမီးတနေချင်းကတော့ဒီမှာပါစုလို့ခေါ်ပါတယ်ကေတမီးကိုညီပေးနေပါတယ်လိုင်းရတော့တိတ်မကောင်းလို့ပေါ့နော်လိုင်းရတိတ်မကောင်းတဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ်ရှင့်တော့လေအနီရောင်လေးကျေးဇူးတင်ပါတယ်ကိုညီပေးတဲ့အတွက်ဒီမှာတွေ့လာလိုင်းရတော့တိတ်ပြီးတော့မကောင်းဘူးပေါ့နော်အားကြောင့်ချစ်နေပါတယ်ကြောက်ချစ်နေတာပါဆိုတော့တေးသွားပါပြီတေးသွားပါပြီတော့မားတယ်ဒီရုပ်ပြရောက်လာပြီပေါ့နော်ရောက်လာပါပြီယေးတော့ပါမယ်โอเคပြာရောင်လေးပေါ့နော်ရရလေးနှိပ်ပြီးလိုက်ပါမယ်ဟာသမီးတနေကြီးကလေးမမပြန်နေပြီတော့ရတနေကြီးကလေးမမပြန်နေပြီပေါ့နော်ဟဲမိတနေကြီးတေးဝိုင်းလာမသိဘူးဟေးမနှိပ်တော့နှိပ်ပြီးနေပါတယ်โอเคရောက်လာပါပြီ။အော်တရားကျတော့ရွေးရမှာပေါ့သမီးကတော့ပြာရောင်လေးရွေးလိုက်ပါပဲပြာရောင်ရွေးလို့မရဘူးဆိုတော့နီရောင်လေးရွေးပါမယ်။နီရောင်ရွေးလို့မရဘူး။နီရောင်လေးရွေးလို့မရအော်သမီးရဲ့တနေကြီးကိုလုပ်ပေးအောင်ပါပဲ။သမီးရဲ့တနေကြီးကိုလုပ်ပေးလိုက်ပါမယ်။โอเคเดี๋ยวရောက်လာပါပြီရောက်လာပြီဆိုတော့มาလောက်ပါမယ်တော့ပါမယ်ဟောသမီးရဲ့ပြာရောင်ပေါ့ယေးရှော့စီပဲဝီရောက်လာပါပြီသမီးရဲ့တနေကြီးကတော့ဟိုဘက်မှာပေါ့နော်သွားကြပြီတေးသွားပါပြီတေးသွားပါပြီရှင်မရလောက်တကယ်မှန်တိုင်းပြောရရင်သမီး processor အသိမကျွမ်းဘူးโอเคရောက်လာပါပြီညီအောင်လေးကိုနှိပ်ပေးလိုက်ပါမယ်ဟိုဘက်ကလူတွေအတွက်မဆွဆက်နေလေသမီးရဲ့တနေကြီးဆွဆက်နေတယ်ဘာလဲလောက်နေရလဲမသိပါဘူးတော့တနေကြီးက
မှာရောက်လာပြီဆိုတော့သွားပါမယ်လာရတော့ထင်နေတယ်ပေါ့နော်တိတ်မကောင်းအားကြောင့်ခွင့်လုပ်ပေးပါရပြီရောက်လာပါပြီတပြည့်တည်းကြီးရတော့ခဏမှလည်းမသိဘူးပေါ့နော်သူတို့တွေမရသေးဘူးလားတို့ရမရသေးဘူးပေါ့နော်ဟေးကြပါဦးသမီးလက်တက်သွားပါပြီတေခါလိုက်ပါမယ်တေခါလိုက်ပါမယ်โอเคပြီးရင်ဒီကိုပြန်ရောက်လာပါပြီဒီကိုပြန်ရောက်လာပြီဆိုတော့ဟေးမင်းတနေ့ချင်းလိုင်းလက်နေရလားခဲတေသွားပါပြီကျေးဇူးများတင်ပါတယ်သမီးတနေ့ကြီးရှိသေးလားဆိုတော့ကြည့်လိုက်ပါမယ်တနေ့ချင်းကတော့ရှိသေးရပေါ့ရှိသေးပါတယ်ရှိသေးတယ်ပေါ့နော်သမီးကိုလုတ်ပေးတယ်ဆိုတော့သွားပါမယ်စာနေပြန်သွားတော့တေးသွားပါပြီမန်တိုင်းပြောရရင်သမီးက OP ခုံတာတိတ်မကြွဘူးပေါ့နော်တာဝါတွေလိုမျိုးပဲခုံတတ်တာပါအားကြောင့်ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအချိန်ကြာကြီးဖြစ်နေပြီဆိုတော့အားလုံးကိုဒီမှာပဲရက်လိုက်ပါတယ်ဘိုင်ဘိုင်